မင်္ဂလာပါဒီနေ့ကကျွန်တော်ရှမ်းတကြံပေါ့နော်တတိယအချိန်မြောက်ပြန်ကျင်းပလဲဖြစ်တယ်ပြီးတော့မကျင်းပလဲကြာပြီဆိုတော့ဒါအကုန်လုံးကအရန်စိတ်လှုပ်ရှားပြီးအရန်ပျော်နေကြတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကိုနိုင်ကလည်းအရန်စိတ်လှုပ်ရှားအရန်ပျော်တယ်ဆိုတော့ဒီနေ့ပွဲမှာအကုန်လုံးရှမ်းလူငယ်မောင်နှမအကုန်လုံးစုံစုံလင်းလင်းနဲ့ဒီပွဲမှာပျော်ပျော်ရွှင်ရွှင်နဲ့ပွဲကျင်းပသွားဖို့ရှိပါတယ်ကျွန်တော်ရဲ့ဒီအုံကျုံနှစ်ပုတ်ရှိမယ်ရှမ်းတချင်တစ်ပုတ်မှာချင်းတစ်ပုတ်ပြီးရင်ရှမ်းတချင်တစ်ချင်းနှစ်ပုတ်ပေါ့ဆိုတော့ရှိပါတယ်ကျွန်တော်ကတော့ဟိုရှမ်းပြည်နယ်ဝေးလာကြပြီဆိုတော့လေဒီရေးတဲ့တချင်းတွေဥမာရှမ်းရွာတချင်းတွေပဲဖြစ်ဖြစ်ရှမ်းပြည်ကိုလွမ်းတဲ့ဟာတွေရှမ်းပြည်ကိုမြင်အောင်ပြီးတော့ပေါ်ကျူထားတဲ့ဟာလေးရှိတယ်ပြီးတော့တခါတကြောက်ဒီကြားဘူးခဲ့တဲ့တချင်းတွေဆိုခဲ့ဘူးတဲ့တချင်းတွေကိုလည်းပြန်ဆိုတာမျိုးရှိတယ်အထူးသဖြင့်ဦးဆိုင်တီဆိုင်တို့ဦးဆိုင်ဆိုင်မောတချင်းတွေဆိုရင်ကျွန်တော်အရင်အလွမ်းပြေးစေတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးဆိုတော့ကျွန်တော်ပေါ့လေးဆိုပြတယ်ပေါ့တကြံနဲ့ပတ်သက်တဲ့အမှတ်တရတော့အများကြီးပဲကျွန်တော်ရှမ်းပြည်မှာကြီးရတဲ့အတွက်ကြောင့်ဒီရှမ်းတကြံကတော့အပြည့်အဝကျွန်တော်ကြုံခဲ့ရတယ်ပြီးရင်မန်လေးရောက်လာတဲ့ခါကျတော့လည်းမန်လေးတကြံကြုံရတယ်ပေါ့နော်ဆိုတော့အခုဆိုအရင်ဝေးကွာကြပြီရှမ်းတကြံလည်းမဝင်ခဲ့ရလည်းကြပြီဆိုတော့ဒါပထမဆုံးအနေနဲ့ပြန်ပြီးတော့ဝင်ရတာဆိုကျွန်တော်တို့အရင်ပျော်စရာကောင်းတဲ့ဒီအရင်စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲလေးတစ်ပွဲဖြစ်တော့ပေါ့အဓိကတော့ကျွန်တော်ဒီ April မှာဆိုတာလည်းအရင်ပူနေတဲ့အချိန်လူတွေကလည်းစိတ်အိုက်နေတဲ့အချိန်အဲ့ဒါချိန်မှာကျွန်တော်တို့တကြံလည်းကြာရောက်လာတယ်ဆိုတော့တကြံရေကတစ်ဖက်လူရဲ့ရင်ထဲကိုအေးဝါစေမယ်အပြင်ပိုင်းပဲအေးတာမျိုးမဟုတ်ဘဲနဲ့တကယ်ရင်ထဲမှာပါအေးချမ်းသွားစေမယ်ဆိုတဲ့ဆန္ဒမျိုးနဲ့ပဲကျွန်တော်ရေပတ်ကြတယ်ပေါ့ဒါရိုးရမှာလည်းရှိရပေါ့ကျွန်တော်ရှမ်းပြည်မှာဆိုလည်းအဲ့လိုပုံစံမျိုးလေးနဲ့ပဲပတ်ကြတာပေါ့ဒီမတူညီတဲ့ဒီဘက် keep modernize ဖြစ်တဲ့တကြံမှာကြတော့လည်းတစ်မျိုးပေါ့ပြောပါပါကဲကြတယ်ရေပတ်ကြတယ်အဲ့ဒါလည်းတစ်မျိုးပြောရပဲပေါ့နော်ဆိုတော့အကုန်လုံးကကောင်းဖို့အတွက်လုပ်တာပါပဲအဓိကတော့ရိုးရာဒီနေ့ကျွန်တော်ရှမ်းတကြံကြတော့ရိုးရာ base ကိုသွားတာဆိုတော့ကျွန်တော်ရေးချမ်းချမ်းလေးနဲ့ပဲပြောရွှင်ရွှင်ရေပတ်ကြลองขี่ลองไม่จะในเฮอร์สจอมกว่าปีเก่าเสียลองกัดเย็นเจอเฮอร์เลยจอมกว่าปีเมื่อก็ก่อตั้งเสียงกูก็กูกันเสียครับเสียตัวก็อบูเป็นเนี่ยกองลงในเฮามาในเฮาเนี่ยดูชนะแค่ปีรอเสียเอเจนเชนเนี่ยเนี่ยเต็มมากองลงเปียวชนจ้าบาสีแล้วสมุนต้องไปไล่ไปเลยกล้าบ้าเหรอဒီနေ့ကတော့ဟိုပါเนาะအကုန်လုံးဒီရှမ်းရိုးရတကြံပေါ့เนาะရှမ်းတွေအကုန်လုံးစုပြီးတော့ဒီတကြံပွဲလေးကိုကျင်းပတာဖြစ်တဲ့အတွက်နဲ့ဆိုရလဲရှမ်းတိုင်းရင်းသားဖြစ်တဲ့အတွက်ဒါအတူတူပေါ့เนาะပါဝင်တာပေါ့တထောင်တနေရာနေဟုတ်။ကြတော့ပေါ့เนาะဒီတစ်နှစ်မှတစ်ခါပေါ့เนาะအကုန်လုံးကလည်းဒီအရန်ပင်မနေရဲ့တနေ့တာတောက်လျှောက်ပင်မနေရဲ့အချိန်မှာဒီတကြံကြတော့ holiday လေးဖြစ်တယ်အကုန်လုံးကလည်းအလုပ်တွေနားပြီးတော့ပေါ့เนาะကျောင်းတွေပိတ်ပြီးတော့ဒါဟိုပြပပစိတ်ပပလေးပေါ့ဒါဆင်နွှဲရတဲ့ဒီရိုးရတကြံဆိုတော့နတ်စုလည်းအဲ့လိုပဲတကြံတော့မရောက်သေးဘူးပေါ့နော်စိတ်ကကြိုပြီးတော့တကြံရဲ့အငွေ့သက်လေးတွေရတယ်အဲ့လိုအငူကတော့အဲ့လိုမျိုးပန်းလေးပွင့်လို့ရှင်လေဟာဒါတကြံရတာလေးပေါ့နော်တကြံအနှစ်သက်လေးပေါ့အဲ့လိုမျိုးလေးဖြစ်ပြီးတော့ပျော့နေတာပေါ့နော်ဟုတ်တကြံကတော့အမတ်တရရတော့အရန်အများတယ်ဘာဖြစ်လို့လဲဆိုရင်တကြံကကျတော့ငငယ်လေးရတကြံဆိုလို့ရှိရင်ကိုကအဲ့လိုရေဆော့တယ်ရေပတ်တယ်ပေါ့နော်ပြီးလို့ရှိရင်ရေပတ်ခံထွက်တယ်အဲ့လိုမျိုးမန်တက်ဒီမှာလဲသွားပြီးတော့ရေပတ်တယ်ပေါ့နော်ဆိုတော့အစုံပဲပေါ့အစုံပဲတကြံဆိုအစုံပဲဟုတ်နော်ကိုယ့်ရဲ့စိတ်ကိုပေါ့စိတ်အစ်စ်ကလေးဖြစ်စိတ်တစ်လေးဖြစ်သွားတာပေါ့နော်ဒီလိုပဲဒီမြန်မာရိုးရာတလေးရဆိုတော့ဒီနေ့ဟောင်းကအညီကျေးအားလုံးကိုဒါနေ့ဟောင်းမှာဆွန့်ခဲ့လိုက်ပြီးနှစ်တစ်မှာစိတ်တစ်ကိုတစ်နဲ့ဒါ refresh ဖြစ်သွားအောင် refresh လုပ်လိုက်တဲ့သဘောပေါ့ဟုတ်ကဲ့ပါအဓိကကတော့ချစ်ရတဲ့ပြည်သက်တွေနှစ်တစ်မှာပေါ့နော်နှစ်တစ်ကိုပျော်ရွှင်နဲ့ဖြစ်တန်းနိုင်ကြပါစေပြီးအနေကင်းကင်းနဲ့ဖြစ်တန်းနိုင်ကြပါစေလို့နဲ့ဆိုဆုမကောင်းတောင်းပေးလိုက်ပါရှင်